ငါမတော်တဆ instant noodles တွေကိုဖိခွဲမိလိုက်ပြီးအဲ့ဒါတွေကအသေးစားကဘာတစ်ခုတည်းကိုကျယ်ရီလိုကျသွားတဲ့အဲ့ဒီကဘာမှာ lip potion လို့ခေါ်တဲ့လူသေးလေးတွေနေထိုင်ပြီးအစားအစာရှားပါလို့ဒုက္ခရောက်နေကြတယ်ဒါပေမဲ့ noodles အနှံ့ကောင်းကြောင့်လူတွေစားပြီးချက်ချင်းအပြန်တက်လာတယ်ဘယင်းမကဒါကိုဖျားပေးတဲ့လက်ဆောင်လို့ယူဆပြီးကျေးဇူးတင်နေတယ်ငါကလည်းသူတို့ကိုကူညီဖို့ noodles အားလုံးကိုပေးလိုက်တယ်အဲ့ဒါကြောင့်လူတွေကငါ့ကိုဖျားလို့လေးစားလာကြတယ်နောက်တော့ရန်သူတပ်တွေကမြို့ကိုဝင်တိုက်လာပြီးအခြေအနေကပိုပြီးဆိုးလာတယ်ဘယင်းမရဲ့တပ်တွေမနိုင်နိုင်တဲ့အချိန်မှာငါက flame thrower နဲ့ firecracker တွေတုံးပြီးရန်သူတွေကိုပြန်ဆုတ်စေတယ်ဒါပေမဲ့ wizard ကပိုးမွားများကြီးကိုထပ်ခေါ်လာတယ်ငါက big spray နဲ့ဖျက်လိုက်ပေမဲ့ cockroach တစ်ကောင်က monster ဖြစ်သွားလို့အဲ့ဒါကိုလည်းဖယ်ရှားလိုက်ရတယ်နောက်ဆုံးမှာ assassin တွေကဘယင်းမကိုသိမ်းယူဖို့ဝင်လာပြီးအာဏာလုဖို့ကြိုးစားတယ်ငါက remote control toy နဲ့ tank တစ်စီးကိုခေါ်ပြီးရန်သူတွေကိုဖြိုခွဲလိုက်တဲ့ခေါင်းဆောင်ကိုလည်းဘန်ကွက်အောက်မှာဖမ်းမိလိုက်တယ်သူတို့ဖွဲ့တစ်ခုလုံးလည်းထိတ်လန့်ပြီးလုံးဝပြိုကွဲသွားတယ်စစ်ပွဲပြီးတဲ့နောက်မှာမြို့တစ်ခုလုံးပြန်လည်တည်ငြိမ်သွားပြီးလူတွေကသူတို့ရဲ့နေ့စဉ်ဘဝကိုပြန်ဆနိုင်ခဲ့တယ်ဘယင်းမကလည်းနိုင်ငံကိုကယ်တင်ပေးတဲ့အတွက်ငါ့ကိုအထူးဂုဏ်ပြုခဲ့တယ်ငါ့ကိုပေးတဲ့လက်ဆောင်တွေအစားအသောက်တွေရွှေတွေကလည်းတဖြည်းဖြည်းတိုးလာပြီးနိုင်ငံတစ်ခုလုံးကငါ့ကိုယုံကြည်လာကြတယ်အထူးသဖြင့်စစ်ပွဲအပြီးမှာလူတွေကပိုပြီးလုံခြုံသွားပြီးငြိမ်းချမ်းမှုကိုပြန်ရရှိခဲ့တယ်အဲ့ဒီနောက်မှာဘယင်းမကငါ့ကိုသူ့နိုင်ငံရဲ့အထူးကာကွယ်သူအဖြစ်တရားဝင်ခန့်အပ်လိုက်တယ်နောက်ဆုံးမှာအန်ရီရဲ့အားလုံးကိုကြော်လွှားပြီးဘယင်းမရဲ့ကဘာကိုကယ်တင်နိုင်ခဲ့တယ်လူတွေကငါ့ကိုအလွန်လေးစားလာကြပြီးကျေးဇူးတင်လာကြတယ်ငါ့ကိုသူတို့ကကယ်တင်သူဖြစ်တာမကအံ့ဩဖွယ်သူတစ်ယောက်ဖြစ်ပါသတ်မှတ်လာကြတယ်အဲ့ဒီနောက်ငါနာမည်ကအဲ့ဒီကဘာထဲမှာ legend တစ်ခုလိုဖြစ်သွားပြီးနောက်လာမဲ့သူတွေတောင်ပြောစရာတန်းတိုင်းတစ်ခုအဖြစ်သတ်မှတ်လာကြတယ်နောက်ပိုင်းမှာအဲ့ဒီနိုင်ငံကလူတွေကငါ့အကြောင်းကိုသင်ခန်းစာစာအုပ်တွေထဲထည့်ပြီးတင်ယူလာကြတယ်